ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီခေါ်တာ channel လေးကနေစိတ်ဝင်စားပွဲထိုးကြဆန်းကျဲကမ္မီယဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ကြိုက်လက်မျိုးနဲ့ကညင်ချောင်းရွာမှဖဲဝါသနာအိုးဖဲကျူကိုပါကျော်ကိုကျွတ်တန်းဝင်အောင်လုပ်နိုင်ခဲ့သောအယက်သမားဝိညာဉ်ကောင်းလို့မြည်ရတဲ့စိတ်ဝင်စားပွဲအထူးခြားဆန်းကျဲတဲ့တဲ့ရင်မို့ဖြစ်ရမှန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားဆင်ခံစားအားပေးကြပါအောင်ခင်ဗျာအညှိုးကြည့်တဲ့ဝိညာဉ်ကလေးစားကျွန်ုပ်နဲ့ကပ်ပီယာကြီးကျွန်ုပ်တို့ကြိုက်လက်မျိုးနဲ့စာပေနဲ့စာနယ်ဇင်းဖွဲ့ကညင်ချောင်းကြီးပါမူလင်စာတင်ကျောင်းစိတ်ခံတရားကိုပေတောင်ဆိုင်ကတော့မနက်9 နာရီခွဲကျော်ကျော်ပဲရှိပါသေးတယ်မူလင်ကျောင်းဆရာကြီးဦးအောင်မြင့်နဲ့ဆရာမများကလိုက်လိုက်လဲပြပြငန်းငန်းနဲ့တရားပေါ်ကနေစီကြိုကြပါတယ်ကျောင်းကိုသွားတဲ့အုပ်လန်းလေးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာဒူညီဝတ်စုံဝတ်ဆင်ထားသောကျောင်းသားကျောင်းသူများကအပြုံးကိုစီနဲ့လက်ဝဲလေးများချပြီးဥညွှဲ့လို့ခရီးဦးကြိုဆိုကြပါတယ်အဲ့ဒီမြင်ကွင်းလေးကကျွန်တော်တို့ဖွဲ့သားအလုံးကိုကြည်တည်မွေးခြင်းထောင်းအောင်ကျင်းနူးဝမ်းသာပီတိဖြစ်ရပါတယ်ထို့နောက်ကျွန်တော်တို့ဖွဲ့ကိုကျောင်းအကြီးကအေကန်းဆောင်ကိုဖိတ်ခေါ်သွားပြီးတော့လက်ဖက်ရည်ကော်ဖီမုံမျိုးစုံတို့နဲ့ဧဝေပြုကြပါတယ်ကော်ဖီတောင်းနေရင်အနောက်နားစီမှကျွန်တော်ရဲ့နာမည်ကိုလှမ်းပြီးတော့ခေါ်တန်ကိုကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်အောင်အေကန်းဆောင်တွင်ကိုဝင်လာတော့အထက်တန်းကျောင်းသားဘွားကတခန်းနဲ့ဖြစ်ခဲ့မှုတဲ့ကျောင်းတိဘက်တငယ်ချင်းတူဖြစ်သူမဆန္နာကိုလှမ်းပြီးတော့တွေ့လိုက်ရသဖြင့်အံ့အားသင့်သွားခဲ့ပါတယ်ဟာဆန္နာနင်းကဒီဘွားကလားဆန္နာကခုံလွဲတစ်ခုမှဝင်ထိုင်လိုက်ရင်းနဲ့အေးဟုတ်တယ်လေဟာငါဒီဘွားကလေနင်းစာရရေးနေတယ်ဆိုတာငါကြားပါတယ်ဟောအေးစာရေးဆရာကြီးတော့မဖြစ်သေးပါဘူးဟာ6ကြီး6ချက်ရေးနေတာပါဟာဟောမဲမရှုံနဲ့လာတိုင်းလိုနင်းရဲ့စာမှုတွေပါတယ်လို့ဟိုတလောကကြိုက်လက်ရောက်တော့တော်တော်သေးစာအုပ်ဆိုင်မှာငါကြားခဲ့ရသေးတယ်အခုငါလာတာကလည်းနင်းကိုစာရေးဖို့ကုန်ကျန်းတစ်ခုပေးမလို့လာတာဟာဟေးဟုတ်လားဒါဆိုပြောလေတကယ်ချင်းငါပြောမှာမဟုတ်ဘူးနင်းတို့ဟောပြောဘက်က7 နာရီလောက်မှဟောမှာမဟုတ်ဘူးလားအဲ့တော့အချိန်ရပါသေးတယ်နင်းဒီကနေအုပ်လန်းလေးတိုင်းရွာရဲ့ရှေ့ဘက်ကိုရှောက်သွားလိုက်သိမဝေးပါဘူးဟာညာဘက်ချက်မှာဖော်ကြီးကြောင်ဝင်ကြီးတွေ့လိမ့်မယ်ဝင်သွားလိုက်အဲ့ဒီမှာငါရဲ့ဦးလေးဦးကျော်ကြီးဆိုတာရှိတယ်သူကအခုဘုန်းကြီးကျောင်းမှာကပ်ပီယာကြီးလုံနေတာလူနဲ့သွားတွေ့လိုက်ငါကလွှတ်လိုက်တာပါလို့ပါကျော်ကြီးကိုအခုလိုဘုန်းကြီးကျောင်းမှာလာပြီးကပ်ပီယာကြီးလုံနေရတဲ့အကြောင်းလေးကိုပြောပြပေးပါကျွန်တော်ကစာရေးခြင်းလို့ပါဆိုပြီးတော့သွားတွေ့လိုက်ငါရဲ့တငယ်ချင်းလို့သာပြောလိုက်ပါနင်ကိုတည်တည်ချာချာပြောပြပေးလိမ့်မယ်နင်စာရေးနေတဲ့အကြောင်းကိုဟိုတလောကစကားကြုံတော့ငါပြောပြထားပါတယ်သွားသာတွေ့လိုက်ငါအခုဟိုဘက်ရွာကိုသွားစရာကိစ္စတစ်ခုရှိလို့လိုက်မပို့တော့ဘူးဟာနော်ကဲအေးဒါဆိုငါသွားလိုက်မယ်အချိန်ကအများကြီးရပါသေးတယ်ဟာထို့နောက်ဆန္ဒဟောင်းကျွန်တော်ကိုနှုတ်ဆက်ပြီးပြန်သွားပါတယ်ကျွန်တော်လည်းစားတော့ပြီးအဖွဲ့ကောင်းဆောင်ဥက္ကဋ္ဌဆရာဦးစိန်လိုင်းကိုခွင့်တောင်းပြီးတော့ဆန္ဒရဲ့ဦးလေးကပီယာကြီးရှိရာဘုန်းကြီးကျောင်းကိုတူရဲလျှောက်သွားခဲ့ပါတယ်သိဝေးမလျှောက်လဲရပါရွာလန်းရဲ့ညာဘက်ချမ်းမှာအိုရတိုင်းကတ်တော့ဘုန်းကြီးကျောင်းဝင်းကြီးကိုတွေ့လဲရပါတယ်ကျောင်းဝင်းရဲ့အဝါကိုရောက်တဲ့ခါမှာဖက်နှက်ချွတ်လိုက်ပြီးတမန်မဟုတ်ရဲ့အောက်ကိုချိုးဝင်လိုက်ခါဘုန်းကြီးကျောင်းရဲ့ပရဝင်းတွင်ကိုဝင်လိုက်မိတာနဲ့အရေးအဝဒကောင်းလွန်းလာတော့တိရိတ်ဝါရိတ်တို့ရဲ့အေးမြသောအထီးတွေလေးကိုရုတ်တရက်ခန်းစားလိုက်ရသဖြင့်ကိုယ်စိတ်နှလုံးကြည်လင်လန်းဆန်းသွားပြီးတော့ရင်ထဲမှာအေးမြသွားခဲ့ပါတယ်ပိပံများမှာရင်ကြီးတက်နေသောအမိုးမပါတဲ့နတ်လန်းလေးတိုင်းဆက်ပြီးတော့ရှောက်သွားရအောင်အရှိတဲမှာရင်နှံကြီးဝါနေတော့ခြေတံရှိဘုန်းကြီးကျောင်းကြီးကိုတပင်ဝါပွင့်နေရကြောင်းခက်လက်မှလှမ်းပြီးတော့တွေ့လဲရပါတယ်လမ်းရဲ့ဝဲရတစ်ဖက်တစ်ချက်မှာအယောင်သွေးစုံလင်လာပြီးအလွင်ကိုလာပါတော့ရွက်လာပန်းမျိုးစုံကိုစီတန်းပြီးတော့စိုက်ပျိုးထားပါတယ်နတ်လန်းလေးရဲ့တစ်ဖက်မှာအလွင်ကိုကြီးမှာတော့ဗတောက်ပင်ကြီးတစ်ပင်ရှိတယ်ထိုပင်ကြီးရဲ့အောက်မှာမတ်တတပြက်စီနဲ့တပြက်စီလဲနေတော့ကောလာကရုံအဖြူရောင်အင်ကြီးလက်တို့ကိုဝတ်ဆင်ထားတဲ့အသားပြူပြူသပင်ကလည်းဖွေးဖွေးပြူခန္ဓာကိုခတ်သွဲပါပါခါနေကိုင်းလျက်ရှိတော့အသက်80နီးပါးလူကြီးတို့ကိုတွေ့ရတာကြောင့်ဒါဆန္ဒရဲ့ဦးလေးနဲ့တူတယ်ဆိုပြီးယူဆကနက်လန်းပေါ်ကဆင်းလိုက်ပြီး
ပတောက်ပင်အောက်ကိုရှောက်သွားလိုက်ပါတယ်တိုက်ပုံဖြူနဲ့ကချင်လုံကြီးနက်ကိုဝစ်ဆင်ထားပြီးတလန်းချင်းရှောက်လာနေသောကျွန်တော်ကိုတွေ့လိုက်ရလို့ထိုလူကြီးကတပြက်စီးလဲနေတာကိုခိတ္တရက်ပြီးနှစ်ဖူးပေါ်ကိုညာဘက်လက်ခုံကိုတင်လိုက်ပြီးမျက်မှောင်ကြီးကျုပ်လို့မျက်လုံးကိုအားစိုက်ကကျွန်တော်ကိုလှမ်းကြည့်နေပါတယ်ဦးလေးကဘာကြော်ကြီးလားဟေးဟုတ်တယ်ငါတူကဘေကတော့ကျွန်တော်ကဆန္ဒရဲ့တငယ်ချင်းမှာကြိတ်လက်ကပါဆန္ဒကဦးလေးကြီးသွားပြီးဦးလေးဒီဘုန်းကြီးကျောင်းမှာကပ်ပြီးအကြီးဖြစ်လာရဖို့ဘဝတစိတ်တည်းသားကိုသွားမေးဦးလေးကပြောပြလိုက်မယ်ဆိုပြီးလွှတ်လိုက်လို့ကျွန်တော်လာခဲ့တာပါဩကြိတ်လက်ကစာရေးဆရာလေးနဲ့တူတယ်ဟိုတလောကဆန္ဒဦးလေးကိုပြောပြထားဖို့တယ်ကဲလာထိုင်အောင်ပတောက်ပင်ပင်စီကြီးကိုပတ်ပတ်လေးရိုက်ထားတော့တစ်သားခုံနှန်းကိုညွှန်ပြလိုက်သဖြင့်ကျွန်ုပ်ကဝင်ထိုင်လိုက်ပါတယ်။ဘာကျော်ကြီးကတပြက်စီကိုခုံကိုမိပြီးတော့လှည့်ထားလိုက်ခါကျွန်တော်ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးတော့ဇလန်းကဒီလိုကွတို့ကဲ့သို့အစာချီကရီဝင်နေသောမျက်လုံးများနဲ့ချမ်းကြီးရဲ့တနေရာကိုစိုက်ကျင်နေပြီးတော့သူ့ဘဝရဲ့ဇက်ကြောင်းကိုပြန်ပြောင်းပြောပြလို့နေပါတယ်။စေတနာနဲ့ဝေဒနာဘာကျော်ကြီးကညင်ချောင်းကြီးရွာမှာလူပြိုကြီးဦးကျော်ကြီးဆိုရင်တော့တရွာလုံးတည်ပါတယ်မောင်နှမ2ယောက်သားရှိပြီးအမဖြစ်သူမမြတွေကအိမ်အောင်ကြပြီးသူရဲ့မိသားစုနဲ့သူအိမ်ခွဲလို့နေထိုင်ပါတယ်လက်ရှိဖြစ်တော့ဦးကျော်ကြီးကမိဘပိုင်းနဲ့နှစ်ထပ်အိမ်ကြီးမှာတူတဲ့ဆက်လက်ပြီးတော့နေထိုင်နေမိဘနှစ်ပါးတိမ်ပါသွားပြီးတဲ့နောက်ကျန်ရခဲ့တဲ့လဲမြေများချမ်းမြေများကိုမောင်နှမတို့အညီမြခွဲဝေပြီးအေးချမ်းလောက်ကင်စားတောင်းနေကြပါတယ်ဦးကျော်ကြီးကတော့ကိုယ်တိုင်မလုပ်ဖေးလူငါးများစွာနဲ့ချမ်းတဲ့လေးကိုလောက်ကင်လျက်ရှိတယ်ဦးကျော်ကြီးကစိတ်ကောင်းရှိပါတယ်ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်ဒါကြောင့်လူချစ်လူခင်ပေါ်တယ်အရက်မတော့မိမမရှုပ်တော့သူကလူကောင်းတစ်ယောက်လို့ပပနေနိုင်ပြောလို့မရပါအဖေကြောင့်ဆိုတော့သူကဖေကစားခြင်းကိုတော့အလွန်မင်းဝါသနာကြီးတဲ့သူဖြစ်သောကြောင့်ပါဘယ်ရောမှာနာရီရှိပြီလဲဘယ်လောက်ဝေဦးကျော်ကြီးတို့ကအရောက်သွားပြီးတော့နာရီအိမ်များမရှိဘူးဆိုရင်ချိန်ဝိုင်းများလှုပ်ပြီးတော့ရိုက်ကြပါတယ်နာရီနဲ့ချိန်ဝိုင်းများမရှိတဲ့ရဲများဆိုရင်ဦးကျော်ကြီးတယောက်အိမ်ထဲမှာတူတဲ့ဖဲတို့ကိုနှစ်ပုံပုံပြီးဘယ်ဘက်လက်နဲ့ညဘက်လက်နှစ်အိမ်ခွဲလို့ဟိုဘက်ပုံကိုကြည့်လိုက်ဒီဘက်ပုံကိုကြည့်လိုက်နဲ့ white ဘူကြီး21အစရှိတဲ့ဖဲကစားနည်းများကိုတယောက်တည်းကစားနေတတ်ပါတယ်ဒါမှမဟုတ်ဖဲချက်များကိုတစ်ပြက်ပြက်နဲ့ကလပန်ထိုးပြီးထိတွေ့ပွတ်သက်ကင်တွေနေတတ်ပါတယ်သူကအတလောက်ထိဖဲချက်တွေကိုချစ်တယ်ဖဲချက်နဲ့လက်မထိမိတဲ့နေ့သူရဲ့ဘဝမှာတရက်မှမရှိသေးရပဲဖဲကစားခြင်းကိုထမင်းမေဟင်းမေဝါသနာကြည့်သူဖြစ်ပါတယ်တော့သူဟာကစားရမှာစီလေးထားပြီးတော့ပပနဲ့ရှိတဲ့ဖြင့်စီးပွားရေးထိခိုက်အောင်တော့ဘယ်တော့မှမကစားဒါကြောင့်သူအခုအသက်60ကျော်တဲ့အထိဘဝမှာဖဲကြောင့်ဘဝမပြတ်ဖဲဖဲကြောင့်အထိနာခဲ့ခြင်းများလုံးဝမရှိခဲ့ပါကိုတောင်းထွင်သူကဦးကျော်ကြီးရဲ့တူမမဆန္ဒရဲ့ခင်မွင်ဖြစ်ပါတယ်အသက်က30ကျော်မိက4တောင်နှုတ်ခမ်းမွေးဆဆအသက်ကညွညွခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့အယံမောင်းတောင်းကောင်းနေသူတို့လင်မယားကကလေးမရှိသေးပါရောက်ခမရဲ့အိမ်မှာအတူနေပြီးဝိုင်းလို့ဝိုင်းစားနေကြတာပါမိဘများကမဆန္ဒကိုအထက်တန်းအဆင့်ထိမြို့ပေါ်မှာကြောင်းထားပြီးရီမွင်မွင်ရှိပြီးတော့ပိုက်ဆံချမ်းသာသောမျိုးသားတူနဲ့နှီးဆက်အကြောင်းပါစေခြင်းတော်လေသမီးဖြစ်သူမဆန္ဒကတရွာလေးသားငယ်ချင်းကစောသမောင်းကိုတောင်းထွင်းကိုမြစ်တာနှောင်ကြိုးမပြတ်ဖဲအချင်းများပုံရလိုက်ပါတယ်ဒါကြောင့်မိဘနှစ်ပါးမှာများစွာရင်ထုမနာဖြစ်ကြရပါတယ်ဦးကျော်ကြီးကလည်းကစောသမောင်းမယားဖြစ်ခဲ့ရတော့တူမဖြစ်သူတို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ကိုတောင်းထွင်းကရက်သမားတူဖြစ်သည်မှာအေကံအမှန်ပဲဖြစ်ပါတယ်အရင်မတော့တဲ့နေ့သူ့ရဲ့ဘဝမှာတရက်မှမရှိသေးဘူးဆိုတော့တန်ဋိဌာန်များချထားခဲ့သလားမသိသူကရက်ကိုနေစဉ်တောက်တယ်ဆွဆွမြဲမြဲကိုတောက်တယ်အလွန်ကိုဆွဲလန်းစွာနှိမ့်နှိမ့်ချိုက်ချိုက်တောက်တဲ့သူဖြစ်ပါတယ်သို့တော့သူကလူဆိုးတစ်ယောက်လို့တော့တတိချပြောဆိုလို့မရပြန်အဘဲကြောင့်ဆိုတော့သူကလူကျိုးလူရင်းလူမှန်တူဖြစ်နေတော့ကြောင့်ဖြစ်ပါတယ်သူကရက်တော့ရမှာလုပ်ငန်းကိုင်ကိုင်များအလုံးပြီးစီးတော့မှတောက်ခြင်းဖြစ်ပါတယ်အရက်ကြောင့်
အလုပ်ကိုလုံးဝမပြတ်စေရပါမထိခိုက်စေရအရက်မူလာရင်လေသူများကိုရစ်ချင်းရန်ငါချင်းလုံးဝမရှိသူကမူလေးလေးငိမ့်လေးလေးလူစားမျိုးဖြစ်ပါတယ်ဘယ်သူကမှလည်းမနှောက်ယှက်ဒုက္ခမပေးတဲ့ဒါကြောင့်ပဲရောက်ခမများကတမတ်ဘောကိုကြံဖန်ပြီးအတော်တန်စိတ်အေးနေကြရပါတယ်ဒီနေ့မှာတော့ထိုကဲ့သို့လူကောင်းလို့လည်းပြောလို့မရလူဆိုးလို့လည်းပြောလို့မရတဲ့လူနှစ်ယောက်ရွာတွေကတနေရာမှာထိတ်တိုက်တွေ့ကြပါတယ်ဘာကြော်ကြီးရွာထဲလာဗျအေးကွာမင်းအလုပ်သိမ်းလာပြီလားဟုတ်ကဲ့သိမ်းလာပြီကိုတောင်းထွင်းကမျက်နှာဆိုင်ပြီးဖြစ်သွားပြီဟုတ်ကြော်ကြီးကျွန်တော်ကပတ်စံ900လောက်ချေးစမ်းပါဗျာနောက်ထပ်4-5ရက်ဆိုရင်ကျွန်တော်ပြန်ပေးပါမယ်ဟာမင်းဘာလို့မလို့လဲကွာဟဲ့ကျွန်တော်ရက်တော့ချင်လို့ပါဒီနေ့ဦးလေးဒူမစီကပတ်စံပြက်နေလို့ပါဗျဟာဟဲ့အရာဖို့ဆိုရင်ငါမချေးဘူးကွာငါအာမပေးဘူးလို့ဘာကြော်ကြီးကတခါတလေချေးတာပဲဥစ္စာဗျာဟဲ့ဟေးမချေးနိုင်ဘူးဟာတခြားမုန်းနေပါလေဝယ်စားဖို့တခုခုအသုံးလို့ဆိုရင်တော့ချေးမယ်ကွာအရာဖို့ကတော့လုံးဝမချေးနိုင်ဘူးကွာအစိတ်ပင်ရေမလောင်းနိုင်ဘူးဟေးမင်းတခြားကိစ္စသုံးဖို့ဆိုရင်ငါမချေးဘူးငွေ900လောက်တော့အလကားပေးလိုက်ပါမယ်ကွာဟာကျွန်တော်လည်းညာမပြောတတ်ဘူးဗျအရက်တော့ဖို့ပဲတောင်းပါအခုကမဝသေးလို့ဗျဦးလေးမပေးချင်လဲနေပါရပါတယ်ဦးကျော်ကြီးကအရက်ကိုအနက်တော်မခံနိုင်သူအရက်ကိုအလွင့်ကိုမုန်းတဲ့သူဖြစ်ပါလေကိုတောင်းထွင်းကလည်းအရက်ဖို့ကိုလိန်ညာမတောင်းအမှန်တိုင်းသာပြောဆိုပြီးတော့တောင်းနေသူကလည်းရက်ဖို့ဆိုရင်လုံးဝမပေးရချမပေးဒီလိုနဲ့သူတို့နှစ်ဦးကပဋိပက္ခများဖြစ်လာကြပြီးတော့မျက်နှာပြင်မှာအနေငယ်တင်းမာမှုရရောက်များဖြစ်ပေါ်လာကြပါတယ်ဦးကျော်ကြီးတကယ်မချေဘူးနော်ခမအေးချေလည်းမချေဘူးရက်ဖို့ဆိုပေးလည်းမပေးဘူးကွာကဲရှားတယ်ဦးကျော်ကြီးမှတ်ထားကျွန်တော်သိရင်ဦးကျော်ကြီးကျွန်တော်အိမ်လာပြီးဖေးရရဲ့ရိုက်ကြည့်ပါဗျာဦးကျော်ကြီးကျွန်တော်အကြောင်းကောင်းကောင်းသိရမယ်ရတယ်မှတ်ထားအဲ့လိုဆိုပြီးတော့ကိုတောင်းထွင်းကစိတ်ဆိုးမှန်ဆိုးနဲ့ဦးကျော်ကြီးကိုကျင်းပြီးခြားကနေလက်ထွက်သွားပါတယ်ဦးကျော်ကြီးကဒီကောင်နမိတ်မရှိနမမရှိကွာဘာလို့ပြောတော့မှမသိဘူးโอ้စေတနာကဝေဒနာဖြစ်ရတယ်နော်ငါနဲ့အဲ့လိုရရွက်ပြီးကိုတောင်းထွင်းရဲ့ကြောပြင်ကိုငေးကြည့်နေပါတယ်အမုန်းနဲ့အာကာဒဝစီပေဒထိတိုင်းချောင်းပညာသွားရတတ်ပါစကားနောက်တရားပါသည်ကိုတောင်းထွင်းရဲ့စိတ်လက်မှန်ပါနမိတ်မရှိနမမရှိပြောခဲ့တဲ့စကားများကအံ့ဩဖွယ်ရာကောင်းလောက်အောင်အသက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ်ပါတယ်သူကဦးကျော်ကြီးကိုစိတ်ဆိုးမှန်ဆိုးပြောဆိုခဲ့ပြီး2 လတောင်မပြည့်တတ်သေးပါအရက်ကျိုးကိုတောင်းထွင်းတယောက်တင်ပေါင်းများစွာတောက်လာခဲ့တော့အရက်ကြောင့်ပဲအသေးကိုထိပြီးငငယ်ရွယ်နဲ့ကောက်ခါငင်ငါသိဆုံးသွားခဲ့ရပြီကိုတောင်းထွင်းသိဆုံးသွားတဲ့တဲ့ရင်ကိုကြားလိုက်ရတော့ဦးကျော်ကြီးတယောက်သူရဲ့နားကိုတော့မယုံကြည်နိုင်တော့ဖြစ်သွားပြီးတော့အလွန်မင်းကိုအားတင်ပြီးထိထိပြပြဖြစ်သွားခဲ့ပါတယ်တို့ပြင်သူနဲ့နောက်ဆုံးတွေ့ဆုံခဲ့ခြင်းကိုတောင်းထွင်းပြောခဲ့တဲ့စကားများကိုပြန်လဲကြောင်းရောက်မိပြီးတော့များစွာစိတ်မကောင်းလဲဖြစ်ခဲ့ရပါတယ်တို့ပါတော့လေကိုတောင်းထွင်းတယောက်သိဆုံးသွားခြင်းကဦးကျော်ကြီးတို့တော့အခွင့်ကောင်းကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ဦးကျော်ကြီးကရရှိတဲ့ခွင့်ရကိုလက်လွတ်မခံပဲမြို့ပေါ်မှာရှိတဲ့ဖဲအဓိပတိဆရာကြီးများကိုလှမ်းပြီးတော့အကြောင်းကြားဆက်သွဲကောင်မိမိရဲ့ဆွေမျိုးနာရဲ့အိမ်မှာဝိုင်းကြီးဝိုင်းကောင်းများကိုဖန်တီးဖြစ်ပေါ်စေခဲ့ပါတယ်ကစားနည်းကရှံကုန်ပြီးဖြစ်ပြီးတော့သူတို့ဝိုင်းကြီးရဲ့နားကိုတော်ရုံတန်ရုံလူမြတ်ကတ်လို့မရပါအဲ့ဒီဝိုင်းကြီးမှာဦးကျော်ကြီးနဲ့နောက်တဲ့သူအပါဝင်ရွာသား2ဦးသာဝင်ပြီးတော့ကစားနိုင်ပါတယ်ပထမညမှာတော့ဦးကျော်ကြီးကအိမ်ကငွေ9 သိန်းကိုယူလာပြီးကစားပါတယ်ညတကောင်ကျော်မှာကစားဝိုင်းသိမ်းသွားတယ်ထုံညကဦးကျော်ကြီးတယောက်ပါလာတဲ့ငွေကျပ်9 သိန်းစလုံးတက်ပြောင်းသွားခဲ့ပါတယ်နောက်တစ်ရက်ဆက်ပြီးတော့ကစားကြပြန်တယ်ဒုတိယညမှာလည်းဦးကျော်ကြီးကငွေ9 သိန်းပဲယူလာခဲ့ပါတယ်အဲ့ဒီညမှာလည်းဦးကျော်ကြီးမှာအာစာပိုင်းမှာနိုင်ငံကြီးနဲ့အပွင့်လေးကောင်းနေတော့လေနောက်ပိုင်းမှာတော့တခြားဖဲကစားဘက်များကသူ့ပေါ်နှာတစ်ပြားသားသွားပြီးအနိုင်ရသွားကြပါတယ်ဒါကြောင့်ဦးကျော်ကြီးရဲ့ငွေ9 သိန်းဟာအဲ့ဒီဒုတိယညမှာလည်းအံ့ဩဖွယ်ရပဲတက်ပြောင်းသွားခဲ့ရပါတယ်တတိယနေ့ညအဲ့ဒီကဦးကျော်ကြီးနည်းနည်းတွန်းလှုပ်နေပြီဖြစ်ပါတယ်2 ရက်ဆက်တိုက်14 သိန်းရှုံးသွားခဲ့တာကသူကိုတတိပေးခေါင်းလောင်းထိုးတံကို
ကြားရောက်နေမိတယ်လို့ဖြစ်နေပါတယ်သူအထိနာနေတာကိုတော့သူကသူအားပေးလိုက်ပါတယ်ဒီတညတော့ငါလှည့်ဖြစ်ပါပြီငွေမြောင်ငွေနဲ့လဲရမှာပေါ့ဒီတညတော့အပိုင်ကစားရမယ်လူလူမဲမဲထုံညကဦးကျော်ကြီးတယောက်လက်ခတ်တုံတုံနဲ့ငွေ10သိန်းတိပါလာခဲ့ပါတယ်တတရားမြောင်ကြောင်ကစားကြပါပြီအညွန့်ကိုဆောင်ရင်အောင်းမယ်လို့ကြားဖို့တဖြင့်ဦးကျော်ကြီးဟာတနင်္လာသားတို့ရဲ့အညွန့်ကျိုးနန်းတဲ့ပန်းဖြစ်တော့ဇီးညွန့်တညွန့်ကိုတော့အိတ်ခတ်တဲ့ထည့်ပြီးဆောင်လာခဲ့ပါသေးတယ်တို့ပါတော့လေအရင်ညများအတိုင်းပါပဲအစာပိုင်းတော့ဟုတ်မလို့နိုင်တော့မလို့နဲ့နောက်ပိုင်းအဖျားရှူရှူသွားတယ်ဦးကျော်ကြီးတယောက်ချွေးတွေနစ်နေအောင်ပြန်နေပါပြီစိတ်တွေရောက်ရက်ခတ်ဖြစ်ပြီးတုံးလုံးချောက်ချနေပြီးအချိန်မကန်ပြီးလက်မကန်ပြီးဖြစ်နေပါတယ်ဘယ်လိုဖြစ်နေရပါသလဲတပွဲတလေတောင်အနိုင်မရှိစက္ခာတပွဲပြီးတပွဲအရှုံးကြီးရှုံနေပါတယ်များနိုင်ရင်လို့များရင်းလိုက်ပါတော့လေကန်ကကိုဘက်ကမပါလို့အဲ့ဒီညကလေးဦးကျော်ကြီးတယောက်10သိန်းတိဝိုင်းထဲမှာရှိတဲ့မြို့ပေါ်မှာဖဲအဓိပတိများကိုထုတ်အပ်လိုက်ရပါတယ်နောက်တည့်အေးရကနိုးတော့ဦးကျော်ကြီးတယောက်အေးရမချက်ချင်းမထားနိုင်သေးပါညကအေးရဝင်တော့တော်တော်နဲ့သူအိမ်မပြောခဲ့ပါသူရဲ့တကောလုံးလေးလံထိုင်းမိုင်းလိုနေပါတယ်စိတ်တွေလည်းမငြိမ်ရောက်ရက်ခတ်နေပြီးတော့မွင့်ကြလိုနေပါတယ်တပ်ပြင်းနေလေအချင်းချင်းချနေမိတယ်နှစ်ဖူးပေါ်လက်နှစ်ဖက်ကိုထပ်တင်ထားပြီးတစ်သက်လုံးရှာဖွေစူးစောင်းလာခဲ့တော့ငွေ24သိန်းတိကို3ညဇက်တိုက်နိုင်ပွဲမရှိအရှုံးကြီးရှုံးခဲ့ရတော့သူ့ရဲ့အဖြစ်အပျက်ကိုအလွန်မင်းကိုအံ့အားသင့်နေပါတယ်တုံးလုံးချောက်ချပြီးအထိတ်တလန့်ဖြစ်သွားခဲ့ရတယ်ဘာကြောင့်လဲဘဝမှာဒီလိုမျိုးတစ်ခါမှကံမဆိုးဘူးခဲ့ပါအထိမနာဘူးခဲ့လက်ရှိအနေထားရနောက်တညဆက်ပြီးကစားဖို့ကိုလည်းသူမစွန့်စားရတော့ပါသူလန့်နေပြီလက်တွင်နေပြီသူ့မှာရှိသမျှလက်ကြံငွေကလည်းတောင်းငနိုင်များသာရှိတော့တာကိုသူကနှစ်ဖူးကျော်ကြီးရှုံနေအောင်အကျိတ်နဲ့စဉ်းစားကန်းဖွင့်ပြီးတော့အပြေရှာနေမိတယ်ဟာကွာဦးကျော်ကြီးရဲ့နှုတ်မှာအာမေရိတန်ထွက်တော်ပြီးကောက်ခါငင်းကောင်စက်ကနေထားထိုင်လိုက်ပါတယ်တောင်းထွင်းဟုတ်ပါပြီဒီကောင်လက်ချက်နဲ့တူပါတယ်ကွာဒီကောင်နဲ့ငါနဲ့နောက်ဆုံးတွေ့တော့ကငါကိုစိတ်ဆိုးမှန်ဆိုးနဲ့ကျိန်းသွားတယ်လေပါတဲ့ဦးကျော်ကြီးကျွန်တော်သိရင်ကျွန်တော်ရဲ့အာတုဘမောင်ဖဲလာပြီးရိုက်ကြည့်ကျွန်တော်အကြောင်းဦးကျော်ကြီးကောင်းသိရမယ်တဲ့ဟုတ်တယ်သူငါ့ကိုဒီလိုကြမ်းသွားတာပဲဟာလက်စားတတ်တော့သူ့လက်ချက်ကိုကွာဒါကြောင့်ဘဝမှာတခါမှမကြုံသဘူးဘဝပြောင်းကိုစက်တိုက်ရှုံးခဲ့ရတာဟောဒီကောက်နဲ့ကွာတဲ့ကိုအညိုးအာဃာတကြီးလာနောင်တမလွန်ဘဝထီတောင်အညိုးတွေကတဲကြီးလာပါလားကွာဦးကျော်ကြီးဟာတကွတဲ့တီးတို့ရွေနေရင်းနဲ့အေယာဂါထမျက်နှာတပိဒကမာကြီးကိုတောက်ခတ်ပြီးကိုတောင်ထွင်းရဲ့ဇာပနာရှိရာအမားဖြစ်သူရဲ့အင်ကိုခတ်တော်လေးရှောက်လာခဲ့ပါတယ်ဦးကျော်ကြီးကချမ်းတောင်မှရှိတဲ့ရုပ်ကလေးရှိရာကိုတန်းလျှောက်သွားပြီးအနောက်ကိုရောက်တဲ့ခါမှာခေါင်းရပတ်ချမ်းအခေါင်းရဲ့အဖုံးမော်ကိုညာဘက်လက်နဲ့တစ်ချက်ပို့လိုက်ပြီးတောင်ထွင်းရမင်းတော်ကိုရက်ဆက်တယ်ကွာငါအရက်ကိုလုံးဝမုန်းနေသူပါကွာအရက်ကမကောင်းလို့အရက်ကိုမတောက်စေချင်လို့မင်းကိုစေတနာနဲ့ငါပတ်စံမပေးခဲ့တာပါကွာငါမင်းကိုစေတနာနဲ့တားခဲ့တာပါကွာတက်ညစ်တာမဟုတ်ရပါဘူးကွမင်းအဲ့တော့ငါကိုကျင်းခဲ့တဲ့အတိုင်းအခုမင်းငါကိုလှုပ်လိုက်ပြီပေါ့လေဟုတ်လားပညာပေးလိုက်ပြီပေါ့လေတကယ်အညှို့တွေကြီးလာကွာမင်းတော်ရက်ဆက်ပါလားငါမှအခုပတ်စံဘာမှမရှိတော့ဘူးကွဘဝပြက်ပြီငါဘဝတော်ကိုအထိနာသွားပြီကွတောင်းထွင်းရလှုပ်ရက်ပါပြီကွာခတ်တို့တန်ထွက်ပြီးတကူတဲ့ရင်ဖွင့်နေတော့ဦးကျော်ကြီးတယောက်ပြောနေရင်းနဲ့အတန်နေတင်ဝင်သွားပြီးငိုတံများတောင်ရောဆွဲလာပြီးတော့ဘာပြင်မောကိုမျက်ရည်များစီးကြလို့လာပါလေငိုတံပါကြီးနဲ့စေကျင်တဲ့အောင်ရင်ဖွင့်ပြောဆိုပြီးတဲ့ခါမှာသူကအမအိမ်ကိုတော့ဆက်မတော်တော့ပဲသူ့အိမ်စီကိုခေါင်းငိုက်ဆိုင်နဲ့လေးတက်စွာတလန်းချင်းလန့်ပြီးတော့ပြန်လာခဲ့ပါတယ်တလန်းလုံးသူတွေးလာခဲ့တာများကစေတနာကဝေဒနာဖြစ်သွားကြောင်းပြညတ်သွားရတတ်ပါစကားနောက်တရားပါတဲ့ကြောင်းကြောက်စရာကောင်းသောအမုန်းတရားနဲ့အညိုးအာဃာတတို့ရဲ့အကြောင်းလောင်ကစားခြင်းရဲ့ဆိုးချိုးဆိုးပြင်းတဲ့ဒုက္ခကြီးစွာရောက်တဲ့ကြောင်းတို့ပဲဖြစ်ပါတယ်64သိန်းနဲ့ချမ်းသာမှုအစစ်မှန်
အဖြစ်ကတော့ဒါပါပဲငါတို့ရအဲ့နောက်ပိုင်းဦးလေးတန်ဝေကတွေတော်တော်ရပြီးဘဝကိုတန်ဖိုးရှိရှိနေထိုင်သွားဖို့ကိုလေးလေးနက်နက်စဉ်းစားပြီးအတ္တိတရားတွေအများကြီးရခဲ့တယ်အဲ့ဒီမှာတင်ဦးလေးနေတဲ့အမွေဆိုင်အင်ကြီးကိုရောင်းပြီးမောင်နှမနှစ်ယောက်အညီမြောက်ခွဲဝေယူကြတယ်ဦးလေးပိုင်တဲ့လေယာတွေကိုလည်းအမဖြစ်သူကိုရောင်းလိုက်တယ်အိမ်ရောင်းလို့ရတဲ့ပတ်စံနဲ့လေရောင်းလို့ရတဲ့ပတ်စံအလုံးပေါင်း340လုံးကိုဒီကျောင်းကဆရာတော်ကြီးစီကိုအကုန်လှူဒန်းလိုက်တယ်ဒီတသက်ဖရာတပည့်တော်ဒီကျောင်းမှာပဲကပ္ပိယဘွားကြီးနဲ့နေသွားပြရစီဆိုပြီးတော့လေခွင့်တောင်းရတာပေါ့အဲ့ဒါနဲ့ပဲဟိုလေဒီဘုန်းကြီးကျောင်းမှာတောင်းတင်းနေတာ10နှစ်တောင်ပြည့်တော့မယ်ငါတို့ရကျောင်းရဲ့ဝေယဝိဆကိုလုံးနိုင်တာတွေကိုတပိုင်းတနိုင်လုပ်တယ်ဒီကျောင်းမှာတရားစခန်းကလည်းတစ်နေ့ကို3ခါလောက်ရှိတော့တရားစခန်းရှိရင်တရားစခန်းဝင်ပြီးတော့တရားအထုတ်တာပေါ့ငါတို့ရဦးကျော်ကြီးကစကားကိုခိတ္တရက်လိုက်ပြီးမျက်နှာမှာပြုံးရောင်တန်းလာပြီးတော့တခါတော့လေကိုဘဝကိုစဉ်းစားပြီးသဘောကျပြီးရည်မိသေးတယ်ကွာဘာဖြစ်လို့လဲဆိုတော့အခုလိုလွတ်လပ်ပေါ်ပါပြီးငြိမ်းချမ်းအေးမြတဲ့ဘဝလေးကိုရောက်ဖို့ဖဲရှုံးတဲ့24သိန်းရင်အခုဆရာတော်ကိုလှူလိုက်တဲ့340ရင်နှစ်ခုပေါင်းလိုက်ရင်64သိန်းကြီးများတောင်ရင်းပြီးဒီလိုကပ္ပိယကြီးဘဝကိုရောက်အောင်လုပ်ခဲ့ရတာပါလားလို့ကြံကြံဖန်ဖန်တွေးမိပြီးသဘောကျပြီးရည်မိသေးတယ်ကွာဒါပါပဲဦးလေးရဲ့ဇာကြောင်းကကဲဦးလေးလည်းဆရာတော်ကိုဆွန့်ကပ်ဖို့တွားပြီးတော့ပြင်ဆင်လိုက်အောင်မယ်ငါတို့ကြောင်းပေါ်လိုက်အောင်မလားကွာမလိုက်တော့ပါဘူးဦးလေးရကျွန်တော်လည်းစာသင်ကျောင်းမှာအလုပ်လေးရှိသေးလို့ပါကဲကျွန်တော်လည်းပြန်လိုက်အောင်မယ်နော်ဦးလေးကြိုက်လက်ရောက်ရင်တော့ဦးလေးရဲ့အကြောင်းကိုစာရေးပြီးပို့လိုက်ပါမယ်ရေးခွင့်ပေးနော်ဦးလေးရေးပါကွာရေးပါဦးလေးရဲ့ဘဝဇာကြောင်းကဘုဒ္ဓရရသည်တန်ဝေကရသည်အတ္တိတရားရသည်တွေအများကြီးပါပါတယ်ကွာစာပပရိသတ်အတွက်အများကြီးအကျိုးရှိမှာပါရေးဦးလေးခွင့်ပြုပါတယ်ကွာဟုတ်ကဲ့ကျွန်တော်ရေးပြအောင်ရေးပြီးပို့လိုက်ပါမယ်တွားပြီနော်ဦးလေးဘုန်းကြီးကျောင်းမှာအပြန်လမ်းမှာစာပေဟောပြောပွဲကျင်းပမယ်စာသင်ကျောင်းမှာအတန်ချက်ဆက်နဲ့ဖွင့်လာတော့နဂတိတချင်းကတောက်ပါတော့နေအောင်ကြီးအောင်မောင်ပြန့်လွတ်လျက်ရှိလိုနေပါသည်ကောင်းမှုအကြောင်းပြုတောင်းဆိုပြပါသည်ဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ဖြစ်ရမှန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ပုဒ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညံရီတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပြီးမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်လိုဝဆန်းကျင်တဲတဲ့ရင်ဖို့ပရာလောကခံပြီးရောက်ရဲမတန်မူခင်ဖြစ်ရမှန်ဇလန်ကောင်းမြတ်စွာကိုနေ့စမပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ